Hello မင်္ဂလာပါဒီတစ်ခါတော့ကျွန်တော် Adobe Photoshop အသုံးပြုနည်းကိုကျွန်တော်ဒီတော့လေးပြပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုကိုမလုပ်ပြခင်ကျွန်တော်အခုပထမဦးစားအနေဖြင့်မြစ်တာရက်ခံလိုတာကတော့ Photoshop ကျတော့ကျွန်တော်အခု online ပေါ်မှာကိုတော်တော်လေးခက်စားပါတယ်ပြီးတော့တော်တော်လေးလည်းအသုံးပြုတာများပါတယ်အဲ့ဒီကြောင့်မလို့ကျွန်တော်ဒီ Photoshop လုပ်ပြီးတော့ online ပေါ်မှာကိုမှားရွေးတဲ့ information တွေမကောက်တဲ့အရာကြံ့ညံတွေနဲ့လုပ်ပြီးတော့တဖင်သားကိုထိခိုက်စေတဲ့အပြုအမူတွေနဲ့မလုပ်မိဖို့ဥပမာဖြင့်ကျွန်တော်ပြောရလို့ရှိရင်ကျွန်တော် online ပေါ်မှာဓာတ်ပုတ်တဲ့နေရာတွေတနေရာထည့်ထားပြီးတော့မှားရွေးတဲ့အချင်းလေးတွေပေါ့နော်ဒီမျိုးမတီးတဲ့လူတွေကြတော့တကယ်လို့ထင်ပြီးတော့မှားရွေးတဲ့ user တွေဝင်သွားတာပေါ့နော်အဲကြောင့်မို့ကျွန်တော်ဒီ Photoshop ကိုအသုံးပြုပြီးတော့မှားရွေးတဲ့ information တွေကိုမပေးမိဖို့ပြီးတော့မကောက်တဲ့နေရာတွေမှာအသုံးမချဖို့အတွက်ကျွန်တော်ပထမဦးစားနေပြမြစ်တာရခံလို့ပါတယ်ကျွန်တော်ဒီလိုလုပ်ပြချင်းကြောင့်ရက်ကတော့ education အနေနဲ့ပဲကျွန်တော်လုပ်ပြတာပါကောက်တဲ့နေရာတွေမှာကိုတုတ်ချစီတာဖို့တွေ့ပါဘာဖြစ်ကောက်တဲ့နေရာတွေကြာပါလဲဆိုတော့ကိုဓာတ်ပုံတွေပြင်တာတော့ဒီမလားတဲ့အပုံတွေကိုလောက်အောင်လုပ်တဲ့အားတွေမျိုးပြီးတော့ဒီစာလုံး design တွေကိုပြင်တဲ့နည်းတွေပေါ့နော်ကျွန်တော်ကောက်တဲ့နေရာတွေမှာကိုတုတ်ချဖို့အတွက်ကျွန်တော်အဓိကယူရပြီးလုပ်ပြပေးတာပါအဲ့ဆိုတော့ကြော်ဗီဒီယိုလေးကနည်းနည်းလေးရှိတဲ့အတွက်ကြောင့်စာနည်းအစုံကြော်သေးစိတ်စစ်ပြပေးမယ့်အတွက်ကြောင့်ကြော်ဗီဒီယိုအပိုင်းလေးတွေနဲ့လုပ်ပြမှာဖြစ်ပါတယ်အဲ့ဒီအပိုင်းလေးတွေမှာကိုစိတ်ဝင်စားတဲ့အပိုင်းလေးကိုကြည့်ပြီးတော့လိုက်လို့လည်းရပါတယ်ဒါမှမဟုတ်ကြော်အားလုံးကိုကြည့်ပြီးတော့အားလုံးစိတ်ဝင်စားရဆိုရင်ကျွန်တော်ဗီဒီယိုစာနည်းအစုံကိုကြည့်ပြီးတော့လုပ်လို့လည်းရပါတယ်ဆိုတော့ကျွန်တော်လုပ်တဲ့တက်လည်းလုပ်ကြည့်ပါအားလုံးစစ်ပြီးတော့ကောင်းတဲ့နေရာတွေမှာအသုံးဝင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်โอเคပထမဆုံးအနေနဲ့ဖြစ်ကျွန်တော်ဒီAdobe Photoshop ကြတော့ဒီ professional program ပေါ့နော်ဒီကကြတော့ကျွန်တော်အခြား program တွေနဲ့မတူဘူးကျွန်တော် Photoshop လုပ်တဲ့အခြား program တွေအများကြီးရှိပါတယ်အချို့ကြတော့လည်း template ကြတော့သူလုပ်ထားပြီးသားဟာကိုကျွန်တော်မျက်နှာလေးတန်လိုက်တာနဲ့ကျွန်တော်အခြား Photoshop ပုံစံမျိုးဖြစ်သွားရှိပါတယ်အဲ့ဒါကြတော့ဒီ professional မကြောက်ဘူးเนาะကျွန်တော်အခုလုပ်မဲ့ program ကြတော့ဒီ Adobe ကြတော့ဒီ professional ပေါ့နော်တကယ်ဟိုလုပ်တဲ့ professional program ဆိုတော့ကိုစိတ်ကြိုက်လို့ရပါတယ်ပြီးတော့ဒီဟာလည်းပိုက်ဆံပြီးတော့ဝယ်ရတဲ့ program ပါ free ကြတော့သူဟို Microsoft လို့ပေါ့နော်ကျွန်တော်တလားလားနှစ်လားလားမသိအဲ့လောက်ပဲပေးပါတယ်ပြန်နေကျွန်တော်ဒီဟာပိုက်ဆံပြီးတော့ဝယ်ရတာဟာပါအဲဆိုတော့ကျွန်တော်ဒီ download လုပ်မဲ့ link ကိုလည်းကျွန်တော် video ရဲ့ description ညမှာထည့်ပေးထားမယ်အဲ့ဒီဟာကို download လုပ်လိုက်ပါတော့စိတ်ဝင်စားရဆိုရင်ပြီးရတဲ့ကျွန်တော်ဒီ Adobe ဖွင့်လိုက်တာနဲ့ကျွန်တော်အစားနဲ့ဆုပ်ပြပေးမယ်တွေ့ကြကျွန်တော်ခုနပြောသလိုတော့အပိုင်းလေးတွေနဲ့လုပ်ပြပေးမယ်ပထမပိုင်းမှာကျွန်တော်လုပ်ပြမှာကကျွန်တော်ဗာလဲဆိုတော့ဒီဓာတ်ပုံတွေကိုဖွင့်ပေးတာတွေပြီးတော့ဓာတ်ပုံတွေဒီထည့်ရတာတွေပြီးတော့ဒီအပေါ်မှာရှိတဲ့ဟာတွေမျိုးပေါ့နော်ကျွန်တော်ဒီဟာတွေဘာလဲဆိုတော့ကျွန်တော်ပထမအနေနဲ့ကျွန်တော်ဆက်ပြပေးမယ်ပြီးတော့ဒီ ဓာတ်ပုံ frame ပေါ့နော်ကျွန်တော် size တွေကိုအကြီးအသေးလုပ်တဲ့ဟာတွေပြီးတော့ color တွေထည့်တဲ့ဟာတွေပေါ့နော်အဲ့ဒီအခြေခံလောက်ကိုကျွန်တော်ပထမပိုင်းနေရာမှာကျွန်တော်ဆက်ပြပေးမယ်နောက်ထပ်ဒုတိယပိုင်းမှာကျွန်တော်ဒုတိယဗီဒီယိုကျွန်တော်ဘာလို့ပြပေးမလဲဆိုတော့ကျွန်တော်ဒီပေါ့နော်ကျွန်တော်စာလုံး design လေးတွေပေါ်တာတွေပြီးတော့ဒီ design တွေနဲ့ကျွန်တော်ဒီမှာလုပ်ထားသလိုပေါ့နော်ဒီမှာကျွန်တော်နမူနာလေးနဲ့ပြပေးတာပေါ့အဲ့ဒီစာလုံး design လုပ်တဲ့နည်းတွေကိုကျွန်တော်ပြပေးမှဖြစ်ပါတယ်အဲ့ဆိုတော့ဒီစာလုံး design လည်းသုံးဝင်ပါတယ်ဖြစ်ဆိုတော့ကျွန်တော်တို့ online ပေါ်မှာကိုကျွန်တော် Facebook ပေါ်မှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ website ပေါ်မှာပဲဖြစ်ဖြစ်ကျွန်တော် design တွေကိုလုပ်မယ်ဆိုရင်ကျွန်တော်ဒီ Photoshop နဲ့လုပ်ထားပြီးတော့ပို့ပြီးတော့ကြည့်လို့ကောင်းတယ်ပို့ပြီးတော့လူတွေစိတ်ဝင်စားလို့ကောင်းတဲ့ပုံစံလေးတွေလုပ်လို့ရပါတယ်ဒီမှာကိုဘယ်လိုလုပ်လဲဆိုတော့ကိုကျွန်တော်ဒီ video မှာကိုပြပေးမှာဖြစ်ပါတယ်အဲ့ဒီကကြတော့ဒီစာလုံး design ဘိုင်းဆိုင်ရာ video တစ်ခုပေါ့နော်နောက်ထပ် video တစ်ခုမှကိုကျွန်တော်ပြပေးမလဲဆိုတော့ဒီဓာတ်ပုံတွေပေါ့နော်ကျွန်တော်အချို့လူတွေဆိုရင်မလားတဲ့လူတွေရှိတယ်ဥပမာပြင်မျက်နှာတွေမှာတဲဝင်းချင်တော့အမရောလို့စသဖြင့်ပေါ့နော်ခါတော့ကိုမကိုအမရောတွေပါရှိလို့ရှိကြောဒီအမရောဝင်းချန်တို့တဲလို့စသဖြင့်ဒီဟာတွေကိုဘယ်လိုမျိုးဖယ်ရှားပြီးတော့မျက်နှာကိုချုံမွေသွားအောင်လုပ်တဲ့ဟာတွေပို့ပြီးတော့ပါအောင်လုပ်တဲ့ဟာတွေမျိုးပေါ့နော်အဲ့တော့ဘယ်လိုလုပ်လဲဆိုတော့ကိုကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုမှကိုကျွန်တော်ပြပေးမှဖြစ်ပါတယ်โอเคဒီဗီဒီယိုမှာကျွန်တော်ဒီမျက်နှာချုံမွေပြီးတော့ပို့ပြီးတော့လောက်ပါအောင်လုပ်တဲ့ဗီဒီယိုနီးပါနောက်ထပ်တစ်ခုမှကျွန်တော်ဘာလုပ်ပြပေးမလဲဆိုတော့ဒီဟာကြီးကြတော့ကျွန်တော်လုပ်ထားတာဟာတွေပါနမူနာဖြစ်လုပ်ပြရဆိုတော့ကောင်းလေးလုံးမဟုတ်ပါဘူးအဲ့ဒီဗီဒီယိုမှာကျွန်တော်ဘာလုပ်ပြမလဲဆိုတော့ချိုးလို့ဝါနေတဲ့လူတွေကိုပိန်အောင်လုပ်တဲ့နည်းတွေပိတ်တဲ့လူတွေကိုဝါအောင်လုပ်တဲ့နည်းကိုကျွန်တော်ပြပေးမှဖြစ်ပါတယ်အဲ့ဒီဗီဒီယိုဒီပုံမှန်အတိုင်းပေါ့နော်ဒီမှာဆိုရင်သူဝါနေနည်းနည်းလေးဝါနေတာကိုကျွန်တော်တကယ် model design လို့အဲ့မဲ့ဖြစ်ကျွန်တော်ဒီတချို့လူတွေလည်းကျွန်တော် Photoshop နဲ့ပတ်သက်တဲ့လူတွေလည်းသိလိမ့်မယ်ကျိုးလို့ဆိုကျွန်တော် magazine တို့ဒီ
model နဲ့ပတ်သက်တာဟဲ့ဆိုတော်တော်များများပြတော့ Photoshop နဲ့ကြည့်တော့ပြပြီးတော့လုပ်ထားတာဖြစ်ပါတယ်အားလုံးတော့မယုံပါနဲ့တကယ် natural beauty ဆိုတော့စားပါပါတယ်အခုခေတ်မှာပေါ့နော်အဲကြောင့်ကျွန်တော်ဒီပုံစံလေးဒီ body size ကိုကျွန်တော်ပြောင်းတဲ့နေ့ကိုအဲ့ဒီဗီဒီယိုမှာကျွန်တော်ပြပေးမယ်အဲဆိုတော့စိတ်ဝင်စားတယ်ဆိုတော့ကျွန်တော်စိတ်ဝင်စားတဲ့ဗီဒီယိုမှာကိုကြည့်လို့ရပါတယ်နောက်ထပ်တစ်ခုကြတော့ကျွန်တော်ပြပေးမလဲဆိုတော့ဒီဖြန့်ညံကန်ပေါ့နော်ဖြန့်ညံကန်ကြတော့တီးလိုက်မှထည့်တယ်ကျွန်တော်ဒီဓာတ်ပုတ်တနေရာနေတနေရာထဲတာပေါ့နော်ဥပမာပြကျွန်တော်ဒီပုံလေးမျိုးကလှုပ်ထားတာငပြောသေးပုံမှာမွေခေါင်းတက်တာတို့စားသဖြင့်ပေါ့နော်ကျွန်တော်ဖြန့်ညံကန်လုပ်ပြီးတော့အပုံတစ်ပုံနဲ့နေရာတစ်ပုံတက်ပေးတက်တာတို့အဲ့ဒီနေရာမှာကိုချိုးတူများတော်များများဖြစ်မကောင်းတဲ့နေရာမှာတုတ်ပြကြပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မကောင်းတဲ့လူစီကျွန်တော်ဓာတ်ပုတ်တစ်ပုံယူပြီးတော့သူကောင်းလေးဒီမှာလာတက်တာတို့အဲ့ဒီနေရာမှာကျွန်တော်မဖြစ်စေချင်ဘူးเนาะကျွန်တော်မကောင်းတဲ့နေရာမှာတုံးမပြူပါနဲ့ကောင်းတဲ့နေရာတွေမှာဟိုတုတ်စားအတုတ်ချစေဖို့အတွက်ကျွန်တော်ဒီဗီဒီယိုလေးကိုယူရပြီးတော့လုပ်ပြပေးမှဖြစ်ပါတယ်အဲ့ရကြတော့ဖြည့်ညက်ကားလေးပေါ့เนาะကျွန်တော်အလားတူပဲဒီပုံမှာလဲကျွန်တော်အစမ်းလုပ်ထားတဲ့အပေါ်ကဘယ်လိုလုပ်ရဲဆိုတာကိုကျွန်တော်တစ်စိညစ်စီကိုကျွန်တော်ပြပေးမှဖြစ်ပါတယ်အဲ့ဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုဒီဗီဒီယို link တွေကိုလည်းကျွန်တော်ဗီဒီယိုတစ်ခုချင်းစီမှာကိုကျွန်တော်ထပ်ပေးထားမယ် Photoshop နဲ့ပတ်သက်တာရေကောလို့ပေါ့နော်အဲ့ဆိုတော့စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ဗီဒီယိုကောလို့ကြည့်ပါအဲ့ဆိုတော့အားလုံးလည်းအဆင်ပြေပြီးတော့ကျွန်တော်လုပ်လို့မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဲ့ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ပထမဆုံးဗီဒီယိုကိုစပြီးတော့လုပ်ရအောင်